ရဲတွေဘက်ကပိုက်စိတ်တိုက်လိုက်လံရှာဖွေမှုတွေစတင်လိုက်တဲ့အချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။တရားခံကဟိုတယ်မှာအေးအေးဆေးဆေးစည်ရင်းသွင်းဝင်ရောက်သွားတယ်လို့သူ့ရဲ့ကြံရပါကလည်းလုံခြုံရေးကင်မရာစနစ်တွေကိုဖောက်ထွင်းထိန်းချုပ်ထားလိုက်ပါပြီ။အခုချိန်မှာတော့ရဲတွေအတွက်တန်တရားရှိသူတွေကိုမျက်စိနဲ့လိုက်ရှာဖို့ကလွဲလို့တခြားနည်းလမ်းမရှိတော့ပါဘူး။ဒါပေမဲ့ဒီတခိုးကတော့သူ့မျက်နှာအစ်စ်ကိုဘယ်တော့မှအတိမပေးတဲ့အတွက်ရဲတွေကိုအေးအေးဆေးဆေးပဲလောင်ပြောင်းသွားခဲ့ပါသည်။အခြေအနေတွေကတင်းမာလာပြီးရဲရရှိတွေဟာတန်တရားရှိသူမှန်သမျှကိုလိုက်လံတားဆီးစစ်ဆေးပါတော့တယ်။ဒါပေမဲ့သူတို့မမျှော်လင့်ထားတဲ့အချက်ကဒီတခိုးကွန်းဟာတရုတ်ဆောင်ကအင်မတန်ထူးချွန်ကြသလိုအရန်လဲသွေးအေးကြတာပါပဲ။သူတို့ဟာရုပ်ရည်နဲ့မိသူမိဝါဖြစ်ကြောင်းကိုမျက်စိသမိတ်အတွင်းမှာပြောင်းလဲပစ်စွမ်းရှိကြပါတယ်။ဒီလိုနဲ့ခဏအတွင်းမှာပဲအရက်ဝိရဲရီကိုဇဝေဇဝါထီအောင်လှုပ်သွားနိုင်ခဲ့ပါတယ်။သူတို့လွတ်ပြီးလို့ထင်နေကြတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုရဲရရှိတယောက်ဟာအရင်ကစုံခဲ့တဲ့အချက်အလက်လေးတစ်ခုကိုသတိရသွားပါတယ်။အဲ့ဒီအချက်ကပဲသူ့ကိုချက်ချင်းနိုးကြားသွားစေပြီးတရားခံတွေနောက်ကိုပြန်လိုက်ပါတော့တယ်။ဒါပေမဲ့သူတို့ရဲ့စကားပြောတွေကိုတခိုးတွေဘက်ကကြားဖြတ်နားထောင်နေတယ်ဆိုတာသူမသိခဲ့ပါဘူး။ဒါကိုမြင်တဲ့အခါဂုံချုပ်ကသူ့လူတွေကိုချက်ချင်းသတိပေးလိုက်ပြီးမရိပ်မီအောင်ထပ်မံရုပ်ဖြတ်ကိုခိုင်းလိုက်ပါတယ်။ရဲတွေဘက်ကဌာနချုပ်ရဲ့အမိန့်ကိုစောင့်နေတော့မှပဲတခိုးတွေဟာမိဖို့ကြောင့်တွေကိုမတိမတဝင်သွားကြပါတယ်။အေးအေးဆေးဆေးပဲအဝတ်စားတွေလည်းကြိုဝတ်ထားတဲ့စပင်တုတွေကိုတက်ဆင်လိုက်ပြီးတဲ့နောက်အပြင်ပြန်ထွက်လာတဲ့အခါမှာတော့အဖြစ်ကင်းစင်တဲ့မင်းကလေးတယောက်ဖြစ်ပြောင်းလဲသွားပါပြီ။ဒီတစ်ခါတော့ရဲတွေလည်းလုံးဝမမှတ်မိတော့ပါဘူး။ဒါဟာရင်ခုန်စရာဇဝတ်မှုအရှင်ဇကားကောင်းတစ်ခုပါ။မင်းသားကြီးတိုနီလိန်အထက်ပါဝင်တရုတ်ဆောင်ထားတဲ့ဒေးထီရင်ဖို့ကားထီပြီးအကယ်၍တဲမကြည့်ရသေးဘူးဆိုရင်တော့ဒီကားတကားလုံးကိုကြည့်ဖို့အလေးနဲ့အကြံပြုပါစေ။ယုံကြည်လိုက်ပါ။တင်းနောင်တော့ရမှာမဟုတ်ပါဘူး။